ဒီကနေ့မှာတော့မန္တလေးမီးရှည်လုံးနီးလေးကိုမျှဝေသွားမှာဖြစ်ပါတယ်ရှင်။အရင်ဦးဆုံးဝက်သုံးတက်သားတွေကိုဂျင်းကျက်သွန်ဖြူနဲ့စားထည့်ပြီးတော့ပြုတ်ထားပါမယ်။ဝက်စီပဲကြော်ဖို့အတွက်အတုံးသေးသေးလေးတုံးထားတဲ့ဝက်သားတွေကိုစားနည်းနည်းရယ်ဟင်းကြုံပုံနည်းနည်းရယ်ငရုတ်ကောင်းနည်းနည်းရယ်ပဲငက်မြရည်လေးရယ်ထည့်ပေးပါမယ်ရှင်။ပြီးလို့ရှိရင်တော့အကြော်မုံလေးထည့်ပေးပါမယ်။အားလုံးကိုသမသွားအောင်နေပေးပြီးလို့ရှိရင်တော့အိုးထဲမှာစီထည့်ပြီးတော့ဝက်စီပဲလေးတွေကြော်ပါမယ်ရှင်။မီးအေးလေးနဲ့ဝက်စီဘက်တွေအကုန်လုံးကျွတ်လာတဲ့အထိသေချာလေးကြော်ပြီးသွားရင်တော့ဆယ်ထားပေးပါမယ်ရှင်။ကြက်သွန်ဖြူစီချက်ချက်ပြီးလို့ရှိရင်အိုးချကန်လေးမှာငါးမျိုးဆက်မဆလာအနည်းငယ်ကိုထည့်ပေးပါမယ်ရှင်။မန္တလေးမီးရှည်ရဲ့အဓိကပါဝင်ပစ္စည်းဖြစ်တဲ့ကော်ရည်ကြိုပါမယ်။ညီမကတော့ကောက်ညှင်းမုံထမင်းစားစုံနဲ့2စွန်းပြီးလို့ရှိရင်တော့ပြောင်းကော်မုံထမင်းစားစုံနဲ့1စွန်းရယ်ဆန်မုံထမင်းစားစုံနဲ့1စွန်းရယ်အကုန်လုံးကိုရေနဲ့သမသွားအောင်မွေပြီးလို့ရှိရင်အိုးထဲမှာမီးအေးလေးနဲ့ပြစ်လာတဲ့အထိကြိုပေးပါတယ်ရှင်။အရင်တုန်းကတော့မန္တလေးမီးရှည်လုပ်စားတယ်ဆိုလို့ရှိရင်ကောက်ညှင်းမုံတစ်မျိုးတည်းနဲ့ပဲကော်ရည်ကိုကြိုတယ်ပေါ့နော်။ဒါပေမဲ့နောက်ပိုင်းမှာခဏခဏလုပ်စားကြည့်ရင်းနဲ့ခဏခဏဆန်းလုပ်တဲ့အချိန်မှာအခုလိုမျိုးကောက်ညှင်းမုံရယ်ဆန်မုံရယ်ပြောင်းကော်မုံရယ်ကိုရောကြိုတာကပိုပြီးတော့မန္တလေးမီးရှည်မှာထည့်တဲ့ကော်ရည်နဲ့တူတယ်ပေါ့နော်။တကယ်လို့3မျိုးလုံးမထည့်ဘဲနဲ့တစ်မျိုးတည်းနဲ့ပဲကြိုမယ်ဆိုရင်တော့ကောက်ညှင်းမုံတစ်မျိုးတည်းနဲ့ပဲကြိုလို့လည်းရတယ်ပေါ့နော်။ဒါပေမဲ့ပြောင်းကော်မုံတစ်မျိုးတည်းနဲ့ကြိုမယ်ဆိုရင်တော့အဆင်မပြေပါဘူးရှင်။ဘာလို့လဲဆိုတော့ပြောင်းကော်မုံကတစ်မျိုးတည်းကိုအရေးဖြော်ပြီးကြိုတဲ့အခါမှာရှမ်းခေါက်ဆွဲထဲမှာထည့်တဲ့ကော်ရည်မာလာဟင်းထဲမှာထည့်တဲ့ကော်ရည်ပုံစံအချီပေါ့နော်။အဲ့လိုမျိုးအကျဲပဲရတာမလို့ပါရှင်။အဲကြောင့်မို့ဒီလိုမျိုး3မျိုးမဖြစ်မနေမထည့်ဘူးဆိုလို့ရှိရင်တော့ကောက်ညှင်းမုံတစ်မျိုးတည်းပဲလည်းသုံးလို့ရပါတယ်နော်။ခုနကပြုတ်ထားတဲ့ဝက်သားလေးတွေကြက်ပြီဆိုရင်ဆယ်ထားပြီးတော့အေးခံထားပါမယ်။ပြီးလို့ရှိရင်တော့ဝက်သားကိုတေးသေးလေးတွေညှက်ထားပေးပါမယ်။ညီမကတော့အခောက်ရယ်အသားရယ်အစီရယ်ကိုခကြီးနဲ့တေချာလေးခွဲပြီးလို့ရှိရင်တော့တီးတန့်လေးခွဲပြီးတော့ညှက်ထားပေးပါတယ်ရှင်။မန္တလေးမီးရှည်မှာမပြတ်မနေထည့်ရမယ်နန်းနန်းမင်းနဲ့ကြက်သွန်ဖြူအရှည်လေးကိုပြောပါမယ်ရှင်။ဒီနေရာမှာတော့မန္တလေးမီးရှည်မှာကတရုတ်နန်းနန်းကိုအဓိကသုံးပါတယ်နော်။တကယ်လို့တရုတ်နန်းနန်းမရှိတဲ့အခါမှာမြန်မာနန်းနန်းကိုတော့သုံးလို့ရပေမဲ့အနံ့ကတော့မတူပါဘူးရှင်။တရုတ်နန်းနန်းနဲ့ကပိုပြီးတော့ကောင်းပါတယ်။တရုတ်နန်းနန်းနဲ့ကြက်သွန်ဖြူနဲ့ကိုနှုတ်ဆင်းပြီးလို့ရှိရင်ဒီရေကြက်အေးရယ်ရေနွေးပူရယ်တဝက်စီရောထားတဲ့ရေတွေကိုစားထည့်ပြီးတော့စားတွေပျော်သွားတဲ့အထိမွေပေးပါမယ်။စားတွေပျော်သွားပြီဆိုလို့ရှိရင်တော့ခုနကနှုတ်ဆင်းထားတဲ့တရုတ်နန်းနန်းနဲ့ကြက်သွန်ဖြူကိုထည့်ပေးပါမယ်ရှင်။မီးရှိပွဲပြင်ပါမယ်ရှင်။ခုနကဝက်သားပြုတ်ထားတဲ့အရည်ကိုပကံမုံဖတ်ထဲကို2စုံလောက်ထည့်ပေးလိုက်ပါတယ်။ပြီးလို့ရှိရင်တော့ရေပြန်စစ်ပေးလိုက်ပါတယ်ရှင်။ဒါကတော့မန္တလေးကမီးရှိဆိုင်တွေမှာလုပ်လို့ရှိတဲ့ပုံစံမျိုးလေးပဲပေါ့နော်။ပဲပင်ပေါက်တွေကိုလည်းရေနွေးထဲမှာထည့်ပြီးတော့ခဏပြုတ်ပေးပြီးတော့ထည့်ပေးပါမယ်ရှင်။မုံပွဲတစ်ပွဲစာအတွက်ညီမကတော့ကော်ရည်ထမင်းစားစွန်းနဲ့2စုံမောင်မောင်ထည့်လိုက်ပါတယ်။ကော်ရည်ကြိုက်တာကြောင့်မလို့ပို့ထည့်ထားတာပါ။ပုံမှန်ဆိုရင်တော့1စုံနဲ့ပဲထည့်လိုက်ရပါတယ်နော်။ပြီးလို့ရှိရင်တော့ပပညှက်ထားတဲ့ဝက်သားလေးတွေထည့်လိုက်တယ်။ပြီးရင်တော့ဝက်စီပဲကြော်ကျွတ်ကျွတ်လေးကိုထည့်လိုက်ပါတယ်ရှင်။ပဲငက်ပီကိုတော့ Healthy Wine ဆိုတဲ့တံဆိပ်ကထုတ်တဲ့ပဲငက်ပီပလင်းလေးကိုသုံးထားတာဖြစ်ပါတယ်။ထိုင်းရထုတ်တာပါ။အလွယ်တကူဝယ်လို့လည်းရတာမလို့အဆင်ပြေပါတယ်ရှင်။မျိုးသီးခွဲချက်ကိုစီချက်ချက်ထားတာလေးထည့်ပေးပါမယ်။ပြီးရင်တော့ခုနကချက်ထားတဲ့ကြက်သွန်ဖြူစီချက်လေးထည့်ပေးပါမယ်ရှင်။ဟင်းချုံမုံနည်းနည်းထည့်ပေးပါမယ်။နန်းနန်းမင်းဖြော်ထားတဲ့အရည်လေးထည့်ပေးပါမယ်။စားတော့ထည့်စရာမလိုပါဘူးနော်။ပဲငက်ပီရဲ့အငံတန်းနဲ့ဒီနန်းနန်းမင်းဖြော်တဲ့အရည်ကလည်းစားရည်ဖြော်ထားတာဖြစ်တဲ့အတွက်ကြောင့်မို့စားထည့်စရာမလိုပါဘူးရှင်။မန္တလေးမီးရှည်ကိုတော့အခုလိုမျိုးမုံလာရှင်လေးနဲ့တွဲစားရင်တော့အရန်ကိုမှလိုက်ဖက်ပါတယ်ရှင်။